ပဲစွမ်းကြခြင်းနဲ့မြန်မာတပ်ဒီကဘာသာတိအောင်ငါတို့တိုက်ခိုက်မယ်နိုင်ငံတော်ကျိုးရှိွယ်တာဝန်ကျေပြွန်နဲ့တော်တာတာကိုကြည့်တဲ့တိုက်ခိုက်မယ်ဘိုးတွေကလည်းမဆဲရွာထွန်းနဲ့ဒီကြောင့်ရဲ့အရေးတွေကိုငါတို့တိုက်ရတယ်ဘယ်မှာလဲအိမ်ရတယ်ရှိနေမယ်မြေအားရှိတဲ့လူသားတိုက်ခိုက်နေရတယ်စင်ကြီးမာလည်းမဆဲဖြစ်ပါတယ်ဒီသားများဟာဝဲဝဲနဲ့ရွာကုန်ဖို့ဘိုးကသာဆဲချေကတဲ့ပါတယ်ဘယ်မှာတော့စိတ်နဲ့ငါတို့ဆက်ပါရဲ့ရန်သူမာလည်းအရှုံးကြီးရှုံးရတယ်သူတို့ကောင်းကောင်းပါဝဲပြူလို့ငါတို့တိုက်ရတယ်မြန်မာရဲ့သားဒီဘယ်မှာရှင်နိုင်မယ်